မင်းတို့တင်ချင်နေဆိုရင်ငါတင်ပေးပါမယ်ဒါပေမဲ့ဒီအတတ်ပညာတွေကကောင်းတဲ့ဘက်မှာသုံးရင်ကောင်းကျိုးပေးပေမဲ့မကောင်းတဲ့ဘက်မှာတုံးရင်တော့ဒုက္ခပေးလိမ့်မယ်မင်းတို့ဒီပညာတွေကိုမှန်မှန်ကန်ကန်ပဲသုံးပါမယ်လို့ငါ့ကိုကတိပေးရမယ်ဒါကတော့ဝါတော်ကြီးပြီးအင်းအိုင်လက်ဖွဲ့အစီအရင်တွေမှာနာမည်ကြီးတဲ့ဆရာတော်ကြီးဦးပညာကသူ့ရဲ့တပည့်ယဟန်နှစ်ပါးဖြစ်တဲ့ဦးဝိမလနဲ့ဦးသောနာတို့ကိုမာချားနေတာပါဦးဝိမလနဲ့ဦးသောနာတို့ဟာဆရာတော်ကြီးတင်ပေးသမျှအတတ်ပညာတွေကိုရောတရားဓမ္မတွေကိုပါကြိုးစားပန်းစားတင်ယူခဲ့ကြတာပေါ့သူတို့နှစ်ယောက်ဟာဒီအတတ်ပညာတွေနဲ့လူတွေကိုကူညီပေးမယ်လို့မျှော်လင့်ခဲ့ကြတာပါနှစ်တွေအတော်ကြာသွားတဲ့အခါမှာတော့ဆရာတော်ကြီးဦးပညာဟာတက်ကြီးရွယ်ဥပဝနဲ့ပြန်လွန်တော်မူသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဦးသောနာဟာတရားဓမ္မတွေကိုမေ့လျော့ပြီးအောက်လန်းပညာဒေဝဒတ်ပညာတွေကိုပဲဆွဲဆွဲမြဲမြဲလေ့ကျင့်နေခဲ့ပါတော့တယ်ဦးသောနာဟာသူဟာယဟန်ဘဝနဲ့မလိုက်ဖက်တော့ဘူးလို့ခံစားလာရပြီးလူထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကောင်းကောင်းသွားပါကိုဆက်ကရဲ့ဘယ်နေရာရောက်ရောက်ငါတို့ကတငယ်ချင်းတွေပဲဆိုတာမမေ့နဲ့အောင်နော်ဦးသောနာဟာကျောင်းပေါ်ကနေဆင်းသွားတဲ့အခါတယောက်တည်းဆင်းသွားတာမဟုတ်ပါဘူးဒုနောက်မှာအသားတွေမဲနဲ့နေတဲ့ဝိညာဉ်ဆိုးကြီးကိုအနေရောင်ချီမြင်နဲ့ချီပြီးဆွဲခေါ်သွားခဲ့တာပါဦးစင်ဝိမလကျွန်တော်ကိုခဲ့ပါဦးကျွန်တော်တီကောင်ရဲ့အစီခံမဖြစ်ချင်ဘူးဘိုးဆက်ကမင်းဘယ်သူ့ကိုမှအကျဉ်းချမထားပါနဲ့လူတစ်ပါးကိုညှင်းဆဲတာဟာကံကြီးထိုက်လိမ့်မယ်ဦးသောနာဟာဦးဝိမလရဲ့စကားကိုကြားပေမဲ့လည်းမကြေမနက်မျက်နှာနဲ့လဲကြည့်ပြီးဘာမှပြန်မပြောဘဲကြောင်းပြင်ကိုထွက်သွားပါတော့တယ်နေ့အတော်ကြာသွားတဲ့အခါဦးသောနာဟာဆရာဆက်ကဆိုပြီးအောက်လန်အခန်းကြီးနဲ့နာမည်ကြီးလာခဲ့ပါတယ်ဆရာတော်ကြီးဦးပညာစီကတင်ခဲ့တဲ့အတတ်ပညာတွေကိုတရဲနေတာဈေးမင်ကြောင်ထိုးတာတွေမှာတုံးရင်းနဲ့တပည့်တပန်းတွေလည်းအများကြီးရှိလာခဲ့တာပေါ့ဒါပေမဲ့ဒုတပည့်တွေဆိုတာကလည်းလမ်းဘေးလူမိုက်ကြီးတွေပါပဲအခုချိန်မှာတော့ဆရာဆက်ကရဲ့ရင်ထဲမှာကိုကျင့်တရားဆိုတာမရှိတော့ပါဘူးသူဟာပိုက်ဆံရဖို့ဆိုလို့ရှိရင်အောက်လန်နီးနဲ့ပြုစားတာအချစ်အေးမှာနှောင်ဖွဲ့တာအတေတက်ဆေးကျွေးတာတွေကအစဘာမဆိုလုပ်ပေးပါတယ်ဒါကတော့သူ့ဆရာဦးပညာကိုပေးခဲ့တဲ့ဂတိတွေကိုချိုးဖောက်နေတာပေါ့ဒီနေ့မှာတော့တခြားရွာကတကြီးမင်းတယောက်ဟာသူ့တမီးကိုခေါ်ပြီးဆရာဆက်ကစီရောက်လာခဲ့ပါတယ်ဆရာကြီးကျွန်တော်တမီးကိုတယောက်ကအတ္တမပြုကျင့်သွားလို့ပါဒီကောင်ကိုအတီဆိုးနဲ့တေးအောင်ပြုစားပေးပါပိုက်ဆံကတော့စိတ်မပူပါနဲ့ဆရာကြီးအလိုရှိသလောက်ပေးပါမယ်အဲ့ဒီကောင်ကိုတော့အကောင်းအတိုင်းမတေးစေချင်ဘူးတကြီးမင်းဟာဥပဒေအကြောင်းအရာတက်တေမခိုင်လုံးလို့အောက်လန်းပညာကိုအားကိုလာရတာပါသူဟာပြုစားမဲ့သူရဲ့နာမည်မွေးတဲ့ကရစ်နဲ့ဇပင်တွေကိုဆရာဆက်ကစီအပ်လိုက်ပါတယ်ဆရာဆက်ကဟာအစီအရင်တွေကိုနာယီပေါင်းများစွာလှုပ်ပြီးတဲ့နောက်3ရက်ထက်မပိုစေရဘူးဒီကောင်အတေဆိုးနဲ့တေးရမယ်လို့ပြောလိုက်ပါတယ်တကြီးမင်းလည်းခြေနဲ့တွားပြီးတမီးဖြစ်သူနဲ့အတူကားမောင်းပြီးပြန်လာခဲ့ပါတယ်ဒေါ်လန်တစ်ခုအရောက်မှာတော့ကားတစ်စီးကသူတို့ရှေ့ကနေကန့်လန့်ဖြတ်ပိတ်ရလိုက်တာကြောင့်တကြီးမင်းကားကိုချက်ချင်းရက်လိုက်ရပါတယ်အခြေအနေမဟန်တာတိလိုက်တဲ့တကြီးမင်းဟာတနက်ကိုဆွဲထုတ်ပေမဲ့မမီလိုက်တော့ပါဘူးတကြီးမင်းရဲ့ရင်ဘတ်ကိုတနက်နဲ့အနီးကပြစ်တက်လိုက်ကြပါတယ်အဲ့ဒီလူမိုက်တွေဟာကားပေါ်ကပစ္စည်းတွေကိုလူယူပြီးတကြီးမင်းရဲ့တမီးလေးကိုပါဖမ်းခေါ်သွားကြပါတော့တယ်ရောက်လာပြီလားအဲ့ဒီကောင်မလေးကိုငါစီကိုပေးခဲ့ပြီးရင်မင်းတို့တွားချင်ရတွားကြတော့ဆရာဆက်ကဟာမိန်းကလေးကိုအခန်းထဲအတင်းဆွဲခေါ်သွားပါတယ်မိန်းကလေးကအသေးအတန်းရုန်းကန်တာကြောင့်ဆရာဆက်ကဒေါသထွက်ပြီးမိန်းကလေးကိုအတင်းတွန်းလွတ်လိုက်ရမှာမိန်းကလေးရဲ့ခေါင်းဟာတကားပေါင်နဲ့အရှိန်ပြင်းပြင်းဆောက်မိပြီးတတိလစ်သွားပါတော့တယ်ဆရာဆက်ကကတော့ဘာကူမှဂယုမဆိုင်ပါဘူးမိန်းကလေးဟာတွေးအိုင်ထဲမှာလဲနေခဲ့ပါတယ်ဆရာဆက်ကတူတပည့်တွေကိုဒီမိန်းကလေးအသက်ရှိသေးလားတေဗီလားဆိုတာကိုတော့မကြည့်ခိုင်းတော့ပဲဒေါနဲ့ထဲမှာတွားမြုပ်ခိုင်းလိုက်ပါတော့တယ်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ညတညမှာဆရာဆက်ကရဲ့တပည့်တွေဟာကားမောင်ထွက်လာတော့လမ်းလေကောင်မှာမိန်းကလေးတစ်ယောက်ဖြတ်ပြေးတာကိုတွေးလိုက်ရပါတယ်ဒါနဲ့ကားကအရှိန်မထိန်နိုင်တဲ့ပြစ်တင်ကိုဝင်တိုက်မိပြီးတပည့်တစ်ယောက်ကနေရာမှာတင်တေးတွားခဲ့ပါတယ်
အတက်မတီပဲကြံခဲ့တဲ့တပည့်ဖြစ်သူကတော့ကြောက်ကြောက်လက်လက်နဲ့အောက်လန်းခန်းစီပြန်ပြေးလာခဲ့ပါတယ်ဆရာဆက်ကအော်ဟစ်တန်တွေကြားလို့ထွက်ကြည့်လိုက်တဲ့အခါသူ့တပည့်နောက်မှာမိန်းကလေးရဲ့ဝိညာဉ်ကကပ်ပါလာတာကိုတွေ့လိုက်ရပါတယ်မင်းအထဲကိုမြန်မြန်ဝင်ခဲ့ဒီကောင်မလေးကိုငါကိုယ်တိုင်စီးရင်မယ်စကားတော့မဆုံးနေဘူးတရေမကဆရာဆက်ကရဲ့လေပင်ကိုအတင်းခုန်ညစ်ပါတော့တယ်လေပင်ညစ်ခံနေရတော့မှဆရာဆက်ကကာထာတစ်ခုကိုရွတ်လိုက်ပါတယ်အဲ့ဒီမှာတင်သူအကျဉ်းချထားတဲ့ဝိညာဉ်ကြီးကတရေမရဲ့အနောက်မှာပေါ်လာပြီးတရေမကိုအတင်းချုပ်ထားလိုက်ပါတယ်မြန်မြန်လုပ်လေဒီတရေမကိုမြေအိုးတဲ့ထဲပိတ်စမ်းမင်းကဘာရက်ကြည့်နေတာလဲဆရာဆက်ကဒေါသတကြီးអော်လိုက်ပေမဲ့ဝိညာဉ်ကြီးကသူ့စကားကိုနားမထောင်တော့ပါဘူးမင်းတို့ကငါ့ကိုအာခံချင်တာပေါ့လေရတယ်လေဆရာဆက်ကဝိညာဉ်တွေကိုနှိပ်စက်တဲ့ဂါထာတွေကိုရွတ်ဖတ်လိုက်တဲ့အခါမှာတော့ဝိညာဉ်ကြီးဟာမလွန်ဆန်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့တရေမရဲ့ဝိညာဉ်ကိုမြေဦးတဲ့ထဲပိတ်လိုက်နိုင်ပြီးဝိညာဉ်ကြီးကလည်းပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီဖြစ်ရပြီးတဲ့နောက်မှာတော့ဆရာဆက်ကရုတ်တရက်ဖျားနာလာပါတော့တယ်တရေမညှက်ထားခဲ့တဲ့သူ့ရဲ့လေပင်ကအညိုအမဲဆွဲရာတွေဟာတဖြည်းဖြည်းနဲ့ပုတ်တိုးလာခဲ့ပါတယ်သူဟာရက်ပေါင်းများစွာဝေဒနာခံစားနေရပေမဲ့ဘယ်လိုမှမတက်တာလာပါဘူးတညမှာတော့ဆရာဆက်ကအိပ်ယာပေါ်မှာဝေဒနာခံစားနေရတော့အရိပ်မဲကြီးတစ်ခုပေါ်လာပြီးသူ့ရင်ဘတ်ပေါ်ခွာထိုင်လိုက်ပါတယ်ဟဲငါမင်းကိုမလွတ်တော့ဘူးကိုဆက်ကငါမင်းကိုလုံးဝလွတ်ပေးမှာမဟုတ်ဘူးစကားအဆုံးမှာတော့အဲ့ဒီဝိညာဉ်ဆိုးကဆရာဆက်ကရဲ့ကိုယ်ထဲကိုဝင်ဘူးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းဥဝိမလဟာတည်င်းကြကြချင်းတူတငယ်ချင်းစီကိုအမြန်ကြွလာခဲ့ပါတယ်ဒီလိုအဖြစ်မျိုးတစ်နေ့ကြုံရမယ်ဆိုတာကိုသူသိနေခဲ့ပြီးအမြဲတမ်းလည်းတတိပေးခဲ့တာပါဝိရှိတွေရတော့ခံရမှာပဲကိုဆက်ကရဲ့မင်းပြုတ်ခဲ့တဲ့ကံတွေကမင်းစီကိုပြန်လာပြီထွက်သွားစမ်းဝိညာဉ်ဆိုးကြီးဆရာဆက်ကရဲ့ကိုယ်ထဲကဝိညာဉ်ဆိုးကတော့ဘာမှပြန်မပြောပဲရန်ညိုးအပြည့်နဲ့စိုက်ကြည့်နေတာပေါ့ဥဝိမလလည်းမဆိုင်မတော့ပဲဂါထာတွေရွတ်ပြီးပရိတ်ရည်တွေနဲ့ဆရာဆက်ကရဲ့ကိုယ်ပေါ်ကိုပက်ဖြန်းလိုက်ပါဆရာဆက်ကဟာပူလောင်လုံးလို့အသေးအတန်းရုံးကန်နေဥဝိမလရဲ့ဂါထာအဆုံးမှာတော့ဆရာဆက်ကလည်းအသက်ပြောက်သွားပါတော့တယ်စိတ်လျှော့လိုက်ပါတော့တကားတို့ရာတကားဆက်ကတေးတာကြပါပြီအခုဒီကိုယ်ထဲမှာရှိနေတာကသူမဟုတ်တော့ဘူးဘေးနာကတပည့်တွေလည်းဒီဝတ်ကြွေးတွေကိုမြင်ပြီးကြောက်လန့်ကုန်ကြတော့တာပေါ့ဥဝိမလကတပည့်တွေကိုမိန်းကလေးရဲ့ဝိညာဉ်ချုပ်ထားတဲ့မြေအိုးနဲ့ဝိညာဉ်ကြီးကိုချုပ်ထားတဲ့အစီအရင်ပစ္စည်းတွေကိုယူခိုင်းပြီးဝိညာဉ်တွေကိုလွတ်ပေးလိုက်ပါတော့တယ်ကိုပြုတ်တဲ့ကံကိုပြန်ခံရတာပဲကိုဆက်ကရဲ့မင်းလှုပ်ခဲ့တဲ့အကုတူတွေအတွက်မင်းဝတ်ကြွေးတွေကုန်တဲ့အထိတော့ခံရအောင်ပါပဲငါမင်းကိုတီလောက်ပဲကူညီနိုင်တော့မယ်စကားအဆုံးမှာတော့ဦးဝီမလာဟာကျောင်းကိုပြန်ကြွသွားပါတော့နေ့အတော်ကြာတဲ့အထိဆရာဆက်ကရဲ့အောက်လန်းခန်းနာကဖြတ်သွားတဲ့သူတွေဟာညဘက်ဆိုရင်6ချားစရာအော်ဟစ်တန်တွေကိုကြားနေရတော့မှဆရာဆက်ကရဲ့နာကျင်စရာအော်ဟစ်တန်တွေဟာပတ်ဝန်းကျင်ကလူတွေကိုအာကုတို့အလုတ်တွေမလုံမိအောင်တတိပေးနေသလိုပါပဲကဲဆရာကိုဂတိပေးပြီးမှဆရာကိုဂတိဖြတ်မိသူရဲ့ဆက်လန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ